မြန်မာနိုင်ငံရဲ့တဲ့လက်ရှိအခြေအနေဖြစ်ပေါ်နေရတာကနော်တမတော်က NLD ကိုအကြိမ်ကြိမ်ညှိနှိုင်းတယ်အဲ့ဒါကို NLD ကလက်မခံလို့နော်လွတ်တော်အတင်းခေါ်ဖို့ပဲကြိုးစားရတော့အခုလိုမျိုးတိုင်းပြည်အခြေအနေဖြစ်တယ်ဆိုပြီးတော့ကြက်ဖွတ်ပါတီခင်ကြီးကပြောလာတယ်ခင်ကြီးကလေတေကန်နီးလေတက်ကြီးလေချိန်မစည်းလေပဲနော်ပြည်သူကနေပြီးတော့ယုံကြည်လို့နော်လွန်ခဲ့တဲ့9နှစ်ကလည်းနော်2015ရေ2020ထိပြည်သူကကြိုက်လို့2020မှာလည်းရွေးကောက်ပွဲမှာလည်းပြည်သူကနေပြီးတော့နော်မဲပေးခဲ့တာလေ NLD ကိုနော် NLD ကလွတ်တော်ရွေးကောက်ပွဲမှာအနိုင်ရရှိလို့လွတ်တော်ခေါ်ယူဖို့စူးစမ်းတာလေလွတ်တော်ခေါ်မယူလို့မင်းနှမကိုခေါ်ရမှာလားလွတ်တော်ခေါ်မယ်လွတ်တော်တက်မယ်ပြီးရင်တိုင်းပြည်ရဲ့ကောင်းအောင်လုပ်မယ်လေလုပ်ဖို့လွတ်တော်ခေါ်တာလေမင်းတို့တက်မတော်ကအချိန်ချင်းညှိနှိုင်းနေဆိုတာကမင်းအောင်လိုင်းရနေပြီးတော့တမထရာထူးသူ့ကိုပေးဖို့နော်တရောင်းစားလို့ဒေါန်ဆန်းစုရှိမှာသွားတောင်းတာနော်ဒေါန်ဆန်းစုကလက်မခံလို့ NLD ကလက်မခံလို့ခုလိုမျိုးအာဏာသိမ်းတာခင်ရဲ့စောက်ချင်းရလေ2015 NLD ကမဲနိုင်တော့လေနော်ဦးသိန်းစိန်ကို NLD ကိုအာဏာမလွဲပေးဖို့သူပဲတိုက်တွန်းခဲ့တာနော်အခု2020ရွေးကောက်ပွဲမှာ NLD အနိုင်ရတော့လေအာဏာသိမ်းဖို့နော်သူပဲတိုက်တွန်းခဲ့တာဒီကောင်တိုင်းပြည်မှာလူရုပ်တမာကောင်နော်တိုင်းပြည်ပြက်ပျက်စီးကြောင်းလုပ်တဲ့ကောင်တိုင်းပြည်ကိုဖျက်ဆီးတဲ့ကောင်မင်းတော့ခင်တေကန်နီးနေပြီခုတည်းဒီအာဏာငန်းငန်းတက်ယူချင်တော့